저는 민기대로 소리내로 컨트롤해봐요. 저는 투베 디만에 디마 몸이 보레는 나리 그나마 자제 두두바 야호비오 고베체 너 두두바 고베 보레 디호마 덴마카네 저너도 미국 통비를 바라니마 저너도 레마 바원나를 되죠 두배 지수들 시장 저는 비오로 말해요 너 저너를 뭐 스가 저너를 얘기한다 저는 지금 가서 세컨드 퀘스천나 비우서 비비다 너 원래 저는 무슨 그래가네 저는 디마네에서 유럽마 made in Germanyဆိုတာဘလို့ကောင်းလဲမဟုတ်လားဒါပေမဲ့ second hand made in China ပို့လာတဲ့ဒါຢာတန်းကခဏလေးပြတ်သွားတာပဲအဲ့တော့ကျွန်တော်ကဟိုမှာစကားကျွန်တော်နဲ့ဗာလဲ made in chipset မဟုတ်ဘူးဆိုတော့ကျွန်တော်ပြောတဲ့ဟာက effort လုပ်တဲ့ဟာဆိုတော့နည်းနည်းတန်မပြေတဲ့ဟာတွေရှိလိမ့်မယ်အဲ့တော့အထူးပဲကျွန်တော်ဟိုနားလေးပေးဖို့ရတဲ့ခရစ်တော်နာမဖြစ်နားလေးပြီးသားဆိုမှလည်းကျေးဇူးတင်တဲ့အကြောင်းကျွန်တော်ပြောလိုပါတယ်အဲ့တော့ကျွန်တော်ဒီနေ့မှာမြန်မာ Christian Fellowship Combined Service တွေလိုမျိုးလုပ်နိုင်ကျင့်ပနိုင်ခြင်းဟာကျွန်တော်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကျွန်တော်ကြောင်းနေနိုင်လို့ရောက်လာတဲ့အခါမှာကျွန်တော်နှလုံးသားမှာတန်တာပေါ့နော်သူကဲတော့တော့စီစီမျိုးကျွန်တော်တို့လုပ်နိုင်ရင်မလုပ်ထစ်ကောင်းမလဲဆိုတာကျွန်တော်ကတော့ဆန္ဒရှိတယ်ကျွန်တော်ဆိုလဲတောင်းတယ်မှာဒီမှာရှိနေတဲ့ကျွန်တော်တို့ရဲ့ဒီကိုဒီတမ်ပလာဝတ်ကိုလည်းကျွန်တော်တို့တွေ့တဲ့ခါတိုင်းမှာကျွန်တော်တို့ဆွေးနွေးလေရှိကျွန်တော်မြန်မာပြည်မှာရှိမြန်မာပြည်ကလည်းဒီနိုင်ငံကိုလာပြီးမှနော်ကျွန်တော်တို့ငွေရှာပြီးမှဖျားကိုမရှာဘဲနဲ့နေပြီးမှကျွန်တော်တို့ငွေကိုလည်းထုတ်ပါကျွန်တော်ဘယ်လိုပြောလို့ရလဲဆိုတော့ကျွန်တော်တို့လုပ်နိုင်တယ်ကျွန်တော်တို့ထဲနော်ဒါကျွန်တော်တို့ညာလူများဖြစ်တော်တော့စစ်စစ်ကောစားဖြစ်တော်တော့စီရုံးမှာကျွန်တော်တို့ငွေကိုလည်းပြတ်ကုန်နေနိုင်တဲ့အချင်းချင်းကျွန်တော်မှရှိပါတော့တော့များလည်းကျွန်တော်တို့ဆုတောင်းတယ်သူကဲတော့ဖြစ်မြောက်တာဆုတောင်းတယ်သူဆုတောင်းတယ်ကိုဘုရားရှင်နာမအောင်ဖြစ်ပဲတယ်ဟာလေလုယာကျွန်တော်တို့ဘုရားသခင်ကဂတိတည်တဲ့ဘုရားဖြစ်တယ်မုတာဆိုတာမပြောနိုင်ဘူးမုတာဆိုတာလူငယ်တွေသိမှဆိုလို့မုတာဆိုလင်ပြောတာဘုမာနဲ့စကားပြောတာကိုဘုမာလိုနဲ့မုတာလို့ခေါ်တာအဲ့တော့ကျွန်တော်သူကအမေရန်ဂတိတည်တဲ့ဘုရားဖြစ်တယ်သူဘုရားကဘာကိုကျွန်တော်တို့ကိုဂတိပေးလေဆိုလို့ရှိရင်ကျွန်တော်တို့ဖတ်သွားတဲ့ကျမ်းစာမှာကျွန်တော်တွေ့တဲ့အတိုင်းပဲဗါလေတို့ဦးတော့နော်လူတို့တော့ဓမ္မမောရနေရောက်3ယောက်ပေါ့နော်တို့တော့အတူတကွတဆုတဝဲနော်စိတ်နှလုံးတူငင်စွာစုဝဲစေယုံနေတဲ့အလေမှာငါရှိမယ်တဲ့ဟာလေလုယာသူ့ရဲ့ဂတိပထမဆုံးကများတော့တယောက်တစ်ဖုတ်စင်နေတဲ့နေရာမှာငါအတူပါရှိမယ်ဆိုတာတော့ရှိလားဆိုတော့လည်းရှိတယ်အဲ့ဒါလည်းရှိတယ်ဒါပေမဲ့ချင်းမချင်းနဲ့ဆိုင်အဲ့ဒါဘုရားအလိုရှိတယ်အဲ့လိုဘုရားကျွန်တော်တို့ကိုချင်းကိုအတူပါရှိတဲ့ဘုရားဖြစ်တဲ့ဘုရားငါတို့လုပ်ရတယ်ကျွန်တော်တို့လုပ်ရတယ်အတူဟာမိမှာထားတဲ့အရာတစ်ခုဖြစ်တယ်အခုတော့ကျွန်တော်တို့ဖတ်သွားတယ်စင်မာသက်ခရစ်ဝင်ကျမ်းအခန်းကြီး18ဟာဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်တော့ဘယ်တော့ဘုရားပြောလို့ဆိုလို့ရှိရင်သူ့ရဲ့ကမန်တော်ကိုသူကလက်ဝါးကားတာမှာကျွန်တော်တို့အတွက်ပိတ္တာရဲ့အတွက်တေခါပြီးမှဆွတ်ခွာသွားမှဒီလောကကိုကအောင်ပြီးမှဟိုဝင်းခန္ဓာကိုယ်နဲ့ကောင်းကင်မှာဘုံပါတဲ့ဆာပြီးမှသူအုပ်စုတဲ့အကြောင်းကိုသိလာတဲ့အခါမှာသူကဲတော့သူဆက်သွားလာတဲ့အခါမှာသူမရှိလာတဲ့အခါသူ့ရဲ့တပိတော်များကဝမ်းနေပြီးမှတတော်ရဲ့စီယုံချင်းတတော်ရဲ့ဗာလဲစီလုံးချင်းတတော်ရဲ့ fellowship တတော်ရဲ့ relationship ကိုတတော် prepare လုပ်မှာလို့ကဆိုရပါတယ်အဲ့ဒါကြောင့်သူကဘာပြောလဲဆိုလို့ရှိရင်ခမများတော့စုတောင်းသမျှတော့အရာခမများတော့တောင်းသမျှတော့အရာပန်းဆိုင်ခြင်းနဲ့ခံစားခြင်းနဲ့ရခြင်းနဲ့ဆိုလို့ရှိရင်တဆုတဝေးလေးနေရာယူမှချင်းမရတယ်ဟာလေလုယာသူကဲတော့ဘုရားရှင်သူပါဖြစ်တယ်ဝါလို့ကြတာကျွန်တော်တကုတ်လုံးမဲချင်တယ်ကျွန်တော်ဒီမှာမြန်မာ Christian Fellowship မှာလာလို့ကျွန်တော်နေတော့စိတ်မကောင်းဖြစ်နေတယ်ဆိုတော့လက်ခေါ်တာမရှိပါဘူးရှင်။ဘာမှမရှိပါမရှိဘူးရှင်။ဒီမှာလည်းတရားဟောဆောင်ဆောင်မသိဘူး 100% no chance ။တော့ကျွန်တော်တို့ကဝမ်းမြောက်ရတယ်။ဘာလဲဆိုလို့ရှိရင်ဝမ်းမြောက်ခြင်းနဲ့ပျော်ရွှင်ချမတူဘူး။ပျော်ရွှင်ခြင်းကြတော့ကျွန်တော်ကရက်တော့ရှင်။ရက်စားလို့တော့ခြင်းကရက်တွေ့လာတော့ပျော်လိုက်တယ်။အဲ့ရက်တော့ဘာလဲပျော်ရွှင်ခြင်းကကိုယ့်ရဲ့လုပ်တဲ့နေရာပေါ်မှာပြီးပြီးမှကျွန်တော်တို့ပေါ်မှာဘာလဲတော့ရှား။ရက်တော့ခြင်းကလည်းရက်တော့တယ်ပြောတယ်။သူนี่ကောင်းတယ်သူများမကောင်းတော့ဟိုလည်းလို့ဖို့တကယ်ဝါနာပါလေဝါနာရှင်ပေါ့နော်သူများမကောင်းတော့သူရှိမပြောမလဲဆိုတာရှာမှကိုနဲ့တော့တော်လည်း interest ဆိုတဲ့ဆက်လို့စားလို့လည်းသူများမကောင်းတော့လို့နေမှာကောင်းတယ်နေမှာမကောင်းတဲ့ကောင်းဖို့တဲ့ချပြောတာလေ
ဆောင်ဖို့ပေါ်မှာပြင်ကိုရရတယ်ဖြစ်တယ်တို့တော်များလည်းယနေ့ကိတော့ကျွန်တော်တို့စေဝဲခြင်းကျွန်တော်တို့စေယုံခြင်းကျွန်တော်တို့ကိုးကွယ်ခြင်းဟာဝမ်းမြောက်ခြင်းနဲ့ဆိုင်တဲ့အရာဖြစ်တယ်ဟာလေလုယာပျော်ရွှင်ခြင်းနဲ့ဆိုင်တဲ့အရာပေါ့ဝမ်းမြောက်ခြင်းဆိုတာကိုလူသားရဲ့လောက်ဆောင်ဖို့ပေါ်မှာချိန်ခံတာပေါ့ပဲနဲ့ဖခင်ကလုပ်ပေးတဲ့နေရာမှာချိန်ခံတာဖြစ်တယ်အဲ့ဒါကြောင့်မလို့ဝမ်းမြောက်ခြင်းနဲ့ပျော်ရွှင်ခြင်းအတူပါပျော်ရွှင်ခြင်းကစာတန်ကပျော်ရွှင်ခြင်းကစာတန်ကပေးလို့ရတယ်တော့ပေါ်ရတယ်ဝမ်းမြောက်ခြင်းစာတန်ကပေးတယ်ပျော်ရွှင်ခြင်းဟာဆိုလို့ရှိရင်လောကကပေးလို့ရတယ်ဒါပေမဲ့ဝမ်းမြောက်ခြင်းလောကကမပေးနိုင်ငွေကြေးကပေးလို့ရတယ်ခမည်းချစ်လာစွာသောအမျိုးသမီးရုပ်ချခမည်းမှာရှိနေတဲ့သမီးရေးစားဘာလို့ဆိုပေးလို့ရတယ်တော့ပေါ်ရပျော်ရွှင်ခြင်းခဏတာတွေ့တယ်တိုးတော်ရဝမ်းမြောက်ခြင်းဆိုတာဘုရားခင်စီကနဲ့လာတဲ့အရာဖြစ်တဲ့အတွက်ကြောင့်ဘယ်သူမှခိုးယူလို့မရပါစီးရတော်လည်းဝမ်းမြောက်ခြင်းဘုရားပေးတယ်ဆိုလို့ဝမ်းမြောက်တာပဲဟာလေလုယာဘာလဲအပင်ကလည်းမနဲ့သေးကလည်းအဲ့ကြောင့်ကျွန်တော်တို့သူကိတော့စီယုံပြီးမှဝမ်းမြောက်တော့သူဖြစ်ဖို့ရတဲ့ဆိုလို့ရှိရင်ခရစ်တော်ဘုရားကသူ့တပည့်များကိုမှာထားခဲ့ပါတယ်ဝမ်းမြောက်တော့သူဖြစ်ဖို့ရတဲ့ဘုရားလို့ရှိတယ်ပျော်ရွှင်တော့သူဖြစ်ဖို့ရတဲ့ဘုရားလို့ရှိတယ်ဒါပဲတာလာတဲ့ဘုရားလိုသူကြည့်ရင်နော်ဝမ်းမြောက်ခြင်းအပြင်ပျော်ရွှင်ခြင်းကိုလိုက်ပြီးဘာလဲစကားများလူချင်းရဲ့အရာလည်းဘုရားပေးမှာဖြစ်တယ်လူအပ်တဲ့အရာသာမကပဲနဲ့လူချင်းတဲ့အရာရလာတဲ့အခါမှာပျော်ရွှင်တယ်လူအပ်တဲ့အရာရလာတဲ့အခါမှာအဲ့ဒါကြောင့်ကျွန်တော်တို့တမန်ထုတ်ခဲ့တဲ့အရာကိုထုတ်ခဲ့တော့ဒီထူအရာနကိုကျွန်တော်တို့ခွဲခြားပန်းခြားဖို့ရတဲ့ခြင်းနဲ့ကျွန်တော်တို့ဘုရားရှင်အလိုတော်ရှိတာဖြစ်တယ်။အဲကြောင့်တပည့်တော်များကိုခရစ်တော်ဘုရားကပါထားတယ်ဆိုလို့ရှိရင်ပျော်ရွှင်ခြင်းမဟုတ်ဘဲဝမ်းမြောက်ခြင်းနဲ့ပြည်နိုင်တဲ့အကြောင်းဘုရားခင်စီကလည်းလာတဲ့မြင်သိခြင်းနဲ့ပြည်စုံနိုင်တဲ့အကြောင်းပါလို့ရမယ်။ခင်ဗျားတို့တယောက်ထဲမနေနဲ့တယောက်သုံးယောက်အတူတပစေယုံပြီးမှစွတ်တောင်းလာတောင်းတဲ့ပြတ်သောဆုငါပေးမယ်တဲ့ဟာလေလုယာသူတို့စေယုံလာတဲ့အခါမှာတားပြနာမကိုလည်းထုတ်တယ်နော်ကျွန်တော်မြန်မာနာမကိုထုတ်တဲ့ကျွန်တော်တို့စီဝဲလုံးနေကျွန်တော်တို့အလားဟာဒီဝက်ပြီးကျွန်တော်ဒီကြားတော့ပြည်တယ်ဘာမှထဲမကြမှာမဟုတ်မြန်မာသားမြန်မာပြလာတဲ့လူဖြစ်လို့စီဝဲခဲ့ပြီးတော့ကျွန်တော်တို့တကယ်ထားပါခရစ်တော်ဘုရားကဘာပြောလဲဆိုလို့ရှိရင်ငါနာမကိုထုတ်တဲ့နေရာဟာလေလုယာသူ့နာမမဟုတ် president လည်းမဟုတ်ကျွန်တော်တို့ဒီ chancellor နဲ့နာမထုတ်လို့လည်းမဟုတ်ကျွန်တော်တို့ president သိစိန်နာမထုတ်ယူလည်းမဟုတ်ပါအိုဘားမားနာမထုတ်ယူလည်းမဟုတ်ပါဘယ်သူနာမလဲခရစ်တော်ဘုရားဟာလေလုယာအဲ့လိုပြောတယ်ဘယ်သူနာမလဲခရစ်တော်ဘုရားနာမကိုထုတ်တဲ့နေရာမှာခရစ်တော်ဘုရားတူပါရှိတယ်ထိုဘုရားကအတူပါတာမဟုတ်ဘူးဘာလဲအတူပါရောတာမဟုတ်သူကအတူပါတော့ဘာမှမလုပ်လည်းမထူးဘူးတကယ်လို့လူတယောက်ကဘေးနားမှာရှိတယ်သူကပြတ်တာသူကတိုင်းထိုင်တော့ဘာလို့ရှိလဲဟုတ်ကဲဘောမှာဖြစ်ခဏလူတယောက်နဲ့လိုက်လျှောက်တယ်ကွာအဲ့ဒီချိန်မှာလူစုတယောက်ကဘုရားကလာတဲ့ချိန်မှာဘုရားဆိုရင်ဘာမှမလုပ်ဘဲဘုရားနာမှာပဲကြည့်ကဲလည်းချစ်တယ်အကျိုးကြီးလားမရှိဘူးလူကလည်းတကယ်တော့ရာတော့သူတို့လည်းရကိုလာတယ်ဒီမှာခဏမှသူပါလာတယ်ဆိုရင်အကျိုးရှိအဲ့တော့ဘုရားကဘာကတိပြန်ပေးတယ်ဆိုရင်ငါအတူပါရှိနေဆိုရင်ဒါမကောက်ပါဖြစ်တယ်တောင်းတဲ့ကြောင့်ဆုပါပေးတယ်ဟာလေလုယာဘုရားရှိလားဘုရားကိုတောင်းကိုရင်တော့ဖြစ်တယ်ခမောဝမ်းနေတာဝမ်းနေတယ်ဒီနေ့တော့ခင်ဗျားပြဿနာရှိလားသူကဖြေစင်းတယ်မှာဖြစ်တယ်လူအပ်တော့ရသူ့ကိုတောင်းပါတဲ့ဒါမဲ့တောင်းဖို့တော့မရှက်နဲ့တောင်းလိုက်တချို့လူတွေကကျွန်တော်တို့သူ့ဘင်းချင်းတွေအားရှက်တယ်ချင်းရရှက်လို့ကတာကခစ်တော်လည်းရှက်လို့ကျွန်တော်တို့တောင်းမယ်ဆိုပြီးမတောင်းဘူးခစ်တော်အားနာလို့ဟောကျွန်တော်အမတယောက်တွေ့အမရဲ့ဗာပြဿနာရှိတယ်တော့ကျွန်တော်ကျမမှာလည်းလို့ပြဿနာရှိတယ်ဟာအမဆုတောင်းပါလားသူ့ရှိမှာခစ်တော်တောင်းလိုက်ပတ်အားနာလေတော့တောင်းတာများလွန်းပြီလေခရစ်တော်ရဲ့ဇေစုတော်အားနာရှာလို့မာရဆိုရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီးတဲ့အခန်းငယ်16အခန်းကြီးတဲ့အခန်းငယ်16မှာပြောလို့ဆိုရှင်ဖခင်ရဲ့ဇေစုတော်မှာပူရရှင်နေရှင်လေဟာလေလုယာပူရရှင်တဲ့ကြောင့်ခမရကဘလို့ပဲတောင်းတော့သူ့မှာမရှိတော့ဘူးဆိုတာမရှိဘူးအဲကြောင့်ရှစ်ပြလို့တောင်းတာဟာလေလုယာ
Elok ini jiru cina, tolak tema kita. Jangan jiru cina, tolak tema kita. Beci mana? Kami tolong mana wini, tolong doa, tolong doa. Elok kita pihak apa boleh? Wana cuma si jane, soyong bima ni Jawa, adu dekwa soyong Jawa, ajen ayat nama itu dosi. Bayu tahu, dong tahu semua ini. Haleluya. Tujuh pihak kita, ini jenama jemaah kalau siapa yang bukan sisi berak kita. Ini jenama lucu di tolong talu jenama dikene, atu tu buat siapa yang nak hawa, tapi siapa cuma cipiolo yang nak hawa. Baca tansi lo ini lah, cipta cipta, jenama yang apa bisai, kongsi cipta cipta, kongsi aku beri. Haleluya. Jadi kan sama jenama kongsi kan sama kita. Baca le solusi tu payah kita kongsi khasa me lanjut le soyong chen terlalu tua cuma chen aku beri tak terlalu itu lu ke lu ni nyasar ni pangnyasar terlalu tua di mesti yung nak kebu cuma chen le mesti yung nak kebu tu yang lebih jenis malo tu kita cina chen ko payah kita terlalu tu balik pesan beri mah broken he destroy all tua balik solusi apa lo pesan mah jadi kongsi nanti le soyong chen aku beri terlalu tu balik kongsi nak satu chen haleluya. Lalu wajah yang, cint the hymnal mah cint lu ni ada dah kau le, tapi kemana ni ada dia cint lu ni long nakta long suman Yesus nak jenau ada mana sih biar mana sih kita ya balik alih jangan mana sih dia haleluya. Jenau ni alih jangan kita ya alih jangan macam tu kita tu alih ko kansa nai jauh palau ya le jenau sei halong tabo dungi suapit tersuk tewe di seyong be ma cimon chen kuro be puya te pia lu lo shi da phit ba le. Ai da chon khit to phia ka kati pe la phit. Ai ma ba ko le English lu le jenau phat le so lo shi if youဆိုတာကခဏလောက်မယ်ဆိုရင် promise ဖြစ်တယ်ကတိဖြစ်တယ်ဥပမာဖြစ်ကတိဆိုတာကခုကျွန်တော်အားလီတော့အိမ်မှာနေတယ်တော်ငယ်ဆုံးမောင်ဘောရကျွန်တော်ကတစ်ခုတောင်းလာတဲ့အခါမှာကျွန်တော်သူ့ကတိပေး promise ဘာ promise ပေးလဲဆိုရင်ကဲတမယာဒီတစ်ခွက်တော့ဗာလဲကိုပေးမယ်ယူပေးမယ်ဆိုတော့ပေးမယ်ဆိုလို့ရှိရင်ငါလာတော့ပေးမယ်ဘာကြောင့်လဲသူမလုပ်လို့ဒီမပေးမချင်းငါပေးရီတစ်ခွက်ပေးမှတာလေငါပေးပါလေ promise it is promise if you လောက်ခဲ့ရင်ဒီလိုဖိတ်ခဲ့ရင်ငါပေးသူလောက်လာတဲ့ခါမှာငါပေးတယ်သူနည်းလည်းကောင်းမဲ့ခစ်တော်ဖျားကကောင်းကြီးခံစားခြင်းဒါမှမဟုတ်ရင်ဖျားသခင်နဲ့အကျွမ်းတော်အသက်ရှင်ခြင်းနဲ့ဆိုလို့ရှိရင်ပါလို့ရတယ်တဆုတ်တော်ဝေးဒီစီလို့ရတယ်ဟာလေလုယာဤနေရာနဲ့ငါသူပါရှိတယ်မှာတဲ့အတွက်အပေါင်းဆုံးတော်လာတင်စေပေးတယ်တဲ့အဲ့ဒါကြောင့်မလို့သူဖြစ်တော်ရဲ့မိငါထားတဲ့စကားဖြစ်တော်မှာထားတဲ့စကားကိုယုံကြည်သူများတပည့်တော်များကမမေ့လေနဲ့တို့ဘာလုပ်လဲဆိုလို့ရှိရင်ခရစ်တော်ဘုရားကြီးကျွန်တော်ကျမတော်ရဲ့ဗာလဲအပိကြောင့်လက်ဝတ်ကားတယ်မှာအသေးခံနေမှာ3ရက်မြောက်မှာတေချင်းတရားပေါင်းလာမှာထားမြောက်လာတယ်ဟာလေလုယာအဲ့ဒါကြောင့်ထားမြောက်လာတဲ့အတွက်ကြောင့်လို့ဘာဖြစ်တယ်လဲကျွန်တော်တို့ဘုရားကြီးကိုယ်ထိုင်တော်ဘုရားကိုပြောတာတကယ်လို့ပြေတော်ကိုမြင်မှာထားမှာသူဆုံးသွားတည်သွားပြီးမှထားတော့ဘူးဆိုလို့ရှိရင်ရှင်ပြန်မထားတော့ဘူးဆိုလို့ရှိရင်ခရစ်တော်ဘုရားကတိကပုံစံတော့မှုတာဖြစ်တော့ဒါပေမဲ့သူကတော့ထားမြောက်လာတယ်3ရက်မြောက်မှာထားမြောက်လာတယ်ကျွန်တော်လွန်ခဲ့တဲ့မင်းကရှေ့ရက်9ရက်နဲ့ဒီမှာရှေ့ရက်ကျွန်တော်ဒီလေးကျုံတင်နဲ့ဆန်းဆန်းတော့နဲ့ကျွန်တော်တို့ Benningham Crusade ကိုတက်တယ်ဟုတ်မှာဟောလန်အမ်စတာဒမ်မှာ Benningham Crusade ကျွန်တော်တက်တယ်အဲ့မှာသူပြောတာကျွန်တော်တကယ်ကိုထွားရခုရှိဘာပြောလဲအဲ့မှာမွတ်စလင်တော်တော်များများကဖြစ်လာဘောနကရတခါတည်းတရားတော်မှာပေါ်လာတယ်ထောင်နဲ့ချီမွတ်စလင်တွေကပြောနေလာဘာကြောင့်လဲဆိုလို့ရှိရင်သူပြောတာဘာပြောလဲဆိုလို့ရှိရင်လောကမှာရှိတဲ့ဖယားဟူသမျှကလူတွေကိုကတိပေးရတဲ့ဖယားမရှိဘူးလေဘာကြောင့်မပေးရလဲဆိုလို့ရှိရင်သူတို့မှာမတတ်နိုင်တော့ဘူးတေဒီမှာပြန်ချတယ်ဆိုတာမူဟာမဲ့သုံးသွားတယ်မထားတော့ဘူးဘောရဘာသာမှာဘောရမဘာသာကန်ကနာထူထောင်တဲ့ဘာလဲ founder ကိုရမဘောရတေသွားတယ်မထားတော့ဘူးသူတပည့်တော်ကိုမာန
ငါနဲ့အတူမပါတော့ဘာကြောင့်လဲသူကမထားတဲ့အတွက်မထားနိုင်တယ်ပြန်စီတဲ့အတွက်ကြောင့်သူကကောင်းတယ်ဘုရားဘာသာမှာကိုရမဘုရားဘာဖြစ်လဲသူကလောက်ပါဆိုတာပြောတာလည်းအာသူပါရှိတယ်ဆိုပြောရင်ဘာကြောင့်လဲသူကဘုရားဖြစ်တယ်အသက်ရှင်တဲ့ဘုရားဖြစ်တဲ့ကြောင့်သူရဲ့ကောင်းတယ်မွတ်စလင်မှာအချင်းမြတ်ဆုံးသော prophet လို့တို့ထင်နေတယ်စစ် prophet လည်းဖြစ်တယ် prophet လည်းဖြစ်နေတယ်ဘယ်သူလဲမုဟာမက်ကလည်းဘာသာစကိုလိုဖတ်လိုက်တခါမှငါသူပါရှိတယ်ဆိုတာရှိဘာကြောင့်လဲသူဆုံးသွားတဲ့ဘုရားတဲ့ကြောင့်ပဲတော့လည်းလောကမှာဘုရားပေါင်းများစွာဟိန္ဒူမှာလည်းရှိတယ်ဘုရားပေါင်းတန်းနဲ့ချီမှာထောင်နဲ့တန်းနဲ့ချီမှာလို့ရှိတယ်တော့လည်းသူ့ဘုရားမှာငါအတူပါရှိတယ်ဆိုတော့ဘုရားပြောရင်ဘာကြောင့်လဲအသက်ရှိတယ်ကြောင့်ပဲတော့လည်းခရစ်တော်ဘုရားကြတော့ဘာပြောလဲငါအတူပါရှိတယ်တဲ့ဘာကြောင့်လဲ तू ကအသက်ဖြစ်တဲ့ကြောင့်ဟာလေလုယာအသက်ရှင်တဲ့သူကငါပြုသွားဟလားပြုသွားရအောင်ခေါ်ရတယ်ဒါပေမဲ့လူတွေရောက်အလောင်းကိုလူတွေဥမာဖြစ်တွေ့နော်ကျမတို့ဒီမှာဆက်လက်ပြီးတော့ဒီလေးကတော့ဒီမှာဟုတ်တယ်ကျွန်တော်တော့လူပြိုဘွားတော့ဟုတ်ပါတွေ့ဆိုတော့ဒီကိုဂျီတော့လို့ခေါ်တယ်တော့တွေ့ရမင်းသားမြန်မာပြည်မှာနာမည်ကြီးသလားမမဲနဲ့ကြီးလွန်းလို့တကယ်ကြီးတယ်အဲ့လိုကြီးတယ်နာမည်ကြီးတယ်တချို့ချင်းတော်ကနေမှာရှိနေတဲ့အမျိုးသမီးတွေတွေ့ရအရုပ်တော်မျိုးတွေ့ရသူတွေတော့ကိုတော့ကောင်းကောင်းလေးကြတယ်သူများပြောတာနဲ့အဲ့တော့ဒီတွေ့ကိုချစ်ကြတယ်ဒါပေမဲ့ကျွန်တော်ရန်ကုန်မှာနေတယ်ကျွန်တော်ရန်ကုန်နေတော့ကျွန်တော်စိုးလေမှာကျွန်တော်တို့ဖျားเจ้าတက်တယ်ပြီးမှကျွန်တော်တို့တကယ်ပြန်လာတော့ဟာဒီဆုံးသွားတယ်တချို့လူကြီးကဟုတ်တယ်ဆုံးတယ်ဘာမှတော့ဖြစ်တယ်ကိုတယ်ကိုလုံးလည်းပါမယ်ထင်တယ်ဟဲ့ဒီဟိုတဲ့ကိုကြတယ်ပြင်းတယ်တော့ကျွန်တော်ခံတာကိုလည်းကျွန်တော်ခံတယ်ဒီမှာကောင်းတယ်ကျွန်တော်အိမ်မှာအပွားကြီးတယောက်ရှိတယ်လူဆုံးသွားတော့ရှင်းတာကျွန်တော်ခံတယ်အန်ဒီသူနဲ့ချစ်ဘူးလားတမီးကြီးစားဖို့မဖြစ်တွေ့တော့တွေ့ဖို့ဒါလည်းဟောဖြစ်တယ်အဲ့တော့တချို့လူတွေကကျွန်တော်တို့ပြင်ထိုးနေတာတော့ကျွန်တော်တို့ဒီဗီဒီယိုတက်မှာနေလို့လည်းတွေ့တယ်ပေါ့တချို့လူတွေဆိုတော့ဒီစာမှာအများကြီးရှိတယ်လေတော့လာဆိုတော့သူရှင်းမှပြည့်တဲ့ချိန်မှာတော့တယောက်ချင်းပြန်ပြန်ပါတော့အဝေးပေါ့နော်ဒီ step နဲ့ပေါ့အဲ့တွေ့နာမည်ကြီးလာတော့သုံးတော့တွေ့အလောင်းကြီးကိုဒီမှာပြလာတော့ကဲတွေ့အလောင်းကိုယူတော့လေလို့ဘာကြောင့်လဲကဲတွေ့ကိုလည်းဒီကတွေ့မှာလဲဆူလေတော့မှာသွားလမ်းလျှောက်လာလို့ဆိုတော့အားလုံးကတွေ့တော့ကောက်လိုက်ပြီးမှမင်းချင်ကြတယ်ကြည့်ချင်ကြတယ်တိုးတော်လည်းသူသုံးတော့လာတော့သူတွေ့လာအောင်လေပါအောင်ခေါ်လို့ရတာမရတော့ဘူးအဲ့ဒီချိန်ကျမှလူရဲ့ဘဝဒါဘုမရှိမှလို့ပြန်လာတယ်ဒါပေမဲ့ခရစ်တော်ဘုရားကြတော့ဗာပြောလဲငါတင်မယ်ဆိုတာသူပြောရဲတယ်ငါတင်မယ်တော့ရဲ့မြတ်မှာငါထားရုံနဲ့ထားရတာမလားဘူးငါတင်တော့တယ်ပါရှိတယ်ဘုရားပြပန်းတော့ဘောတော့ငါထန်တော့လာကြတော့ငါချမ်းသာဖြစ်ပေမယ်တဲ့ဟာလေလုယာဟာလေလုယာအဲ့တော့ခရစ်တော်ဘုရားရဲ့ကယ်တင်ခြင်းလမ်းတစ်ပါးလေးဖြစ်တယ်ဆိုတော့ကျွန်တော်ပြောရပါကြောင့်လေလောကမှာဘုရားပေါင်းများစွာပုတ်တော်လည်းပဲလာတော်လည်းပဲရှိတော်လည်းပဲတော့မှာသုံးပါတယ်ပြန်ရှင်ပြန်ထားမယ်ဆိုလို့ရှိရင်ဖြစ်တော်တာလက်ရှိတဲ့ကြောင့်ကျွန်တော်တို့ဒီဖြစ်တော်ပြန်လာပြီးတမန်တော်အသက်လေးဖြစ်ပြီးပြောပါတယ်သူဖြစ်တော်ပြန်မှာတပြည့်တော်များကိုမြင်ပါထားတယ်တင်တော့ဘုံမှာအတူပါရှိတဲ့အကြောင်းငါကောင်းကင်နိုင်ငံတက်မယ်တင်တော့ကိုဘာလဲဆိုလို့ရှိရင်ကိုငယ်ဖို့ရန်အတွက်တင်တော့ကိုလမ်းပြဖို့ရန်အတွက်ငါတန်ရှင်းတော်မှာဆက်လုပ်တယ်သူတန်ရှင်းတော်ဝင်တော့ကများတော့ပေါ်မှာမစင်းမသက်မချင်းတန်ရှင်းတော်ဝင်တော့ပခံမစားမချင်းဘာမှမလုပ်နဲ့ငါပြတယ်လည်းမခံနဲ့ဘာကြောင့်လဲယုံကြည်သူတော့မှရှိတယ်တပည့်တော်ကအဲ့ဒီတော့ယူတာလို့ပြောတယ်သူတို့ကခနဲ့ခမရတော့ဖျားလို့လိုက်နေတဲ့သူကသုံးတော့ပြီပဲပါလေသူတို့ကထင်သေးကြတာပေါ့ဒါပေမဲ့သူ့ရဲ့ညော့ကသူထမြော့လာတော့ဒီရက်ပေါင်း40လောကမှာရှင်ပြန်ထမြော့လာတဲ့ရှင်ဖြစ်တော်ဘုရားကဒီရက်ပေါင်း40လောကမှာတက်ရှင်လာမှမိတဲ့ကပေါင်းများစွာလို့အဲ့ဒီချိန်ကျမှ
ตีโยงตีตะปีโรดีก็วันเดียวล้นเลยลูได้สิก็ตอนนั้นเนี่ยนะบ้านเนี่ยไอ้ยังต้องมาเราต้องอะไรจะคิดว่าจะงั้นถึงได้ว่าที่สามคนท่าอะไรเนี่ยลูได้สิก็ต้องมาชิมยูชิมโอ้โหเนี่ยที่เราพยายามจะสักเป็นยูเนี่ยฮะก็ดูเสร็จแต่ก็ลูยูเนี่ยจะสามารถมาถึงลูยูเนี่ยก็เนี่ยมาพันเนี่ยจะมาลาคอยหัวเขาเลยก็ยังเยอะเลยสาธิตเลยบ้างเลยพอมาลูกไปก็ข้ามมาแล้วก็ยังเยอะเลยအခုကျတော့มาก็เนี่ยสมองมาก็ท้าแล้วล่ะคิดว่าเต้นสักมาลูกได้เยอะเลยเนี่ยบ้าเรื่องท่าเลยมาบ้าเรื่องท่าเลยแม่ก็แม่เสียเลยก็แม่พูดเลยตู้ตรงนี้เลยสิบปีแล้วล่ะทุกที่มาลูกท่าสิมาคิดว่าเต้นเลยน้องตายอ่ะมาโคตรเลยที่เราอยากคุยมาโคตรเลยมาตัวเนี่ยอะไรซีรูสเรื่องนี้บ้าจ้องเลยสโลชีเช่นนี้นาตูนติมปีตัวอยากอ้าวบุตรโน่เลยอักกองน้องนาเลยโอ้ป้องแม่ของบุตรดูเลยจ้องน้องติมโน่เลยอักกองส่งตัวอุปยิสยานาละเป๊ะตั้งชิดตัววินโน่อัพพักไม่รู้สิงาตัวบิมานาตั้งชิดตัววินโน่สเตตัวเนี่ยทุกตั้งชิดตัววินติมโน่สิ่งเดียวกันไม่ได้ไม่ได้ที่เราโคยฮาเลลูยาไม่ได้ที่เราโคยมาเลยตะกูเนี่ยที่เนี่ยฮาเลลูยาทุกตะกูฮะจะโน่เราปิกุชนายเนี่ยตะกูဖြစ်တယ်ทุกตะกูฮะจะโน่เราเสียชีวิตชนายเนี่ยทุกตะกูฮะจะโน่เราကြောက်တတ်တော့အရာကိုကြောနိုင်တယ်အောင်မြင်နိုင်တဲ့တကူဖြစ်တယ်အဲ့ဒါကြောင့်ခရစ်တော်ရဲ့နှုတ်ကပတ်တော်ခရစ်တော်ရဲ့ဂတိပေးတဲ့ဓာတ်ယုံကြည်လို့ရဂျေရုဆလင်မြို့မှာပင်တကုတ်နဲ့ရောက်လာတဲ့အခါမှာသူတို့တစို့တဝေးတွေသူတို့စုယုံပြီးမှစုတောင်းတယ်ကိုတော်ကိုချီးမွမ်းကြတယ်သူတို့ဘာလို့လဲတရုတ်တပုတ်စီမသွားတော့ဘူးနိုင်ငံပေါင်း15နိုင်ငံနဲ့လာပြီးမှဂျေရုဆလင်မြို့မှာပင်တကုတ်နဲ့ကိုတော်ကိုအခုလိုချီးမွမ်းကြတယ်အဲ့ဒါကြောင့်ခမရတကယ်ကောင်းကြည့်ခံစားဖို့ရတဲ့တချို့လေးဒီမှာကျွန်တော်ကျမ်းစာဖတ်လာတဲ့အခါမှာကျွန်တော်ဒါခေါ်ရရတယ်လာပေါ်မှာတရုတ်တပုတ်ရှောက်လာတဲ့အခါမှာတန်ရှင်းတော်ဝင်လို့တွန်းတော်နေစမ်းနေဖြစ်တော့ဘုရားကပေါ်လာတဲ့အခါမှာဘလို့ကလေးမှမရှိတော့ထောမတ်စ်ထောမတ်စ်ကပြီးသွားတယ်အဲ့ဒီသွားတယ်သူနဲ့ရှိမှနေလို့ဖြစ်တော်ရောက်လာတော့ဘာမှမဖြစ်ဘူးနိုင်ဘူးအဲ့တော့အတင်းတော်မှာလည်းဘုရားကခဏခဏမလာတဲ့ဒီကစာတာလို့ပြောတယ်အဲ့တော့စာတာဘာမှမခံဘူးထောမတ်ခေါင်းမှာပဲတန်ခါတာလေးမယူနိုင်ဘူးလို့ပြောလိုက်တယ်ထောမတ်ကတပြည့်တော့စက်ဘာပြမပါတယ်တုတ်တော်ရလည်းပဲဟာကလို့လည်းပြောစလို့အဗတ်တုတ်ဒီအင်းအောင်ကိုအဗတ်မှာကတိစုဖို့တော့ပြန်လာတော့ပြန်လာတော့လည်းဘာသာတော့ခရီးနဲ့တော့ခေါ်လို့အကြောင်းမှာပြလဲဆိုလို့ရှိရင်သူဟာရှော့သွားတော့သူတကယ်ချင်းနေတူမပါလို့ဖြစ်တော့မပြီးတော့ဒါနဲ့ဂျေရုဆလင်မှာသူအဲ့ဒါကိုသူတီးလာတော့သူကတားရှက်လာတော့ဂျေရုဆလင်မရှိဝဲမှာကျတော့သူကအပြစ်မသွားရှိတော့ဘုရားတော်ရှိတဲ့ဇေယျဒါမှာသူထုံးမှတော့အရှင်ဆုံးပြီးသွားပြီလေဟာလေလုယာသူကမှကြောက်လေခရစ်တော်ဘုရားကိုသူမတွေ့တော့ဘူးဆိုရင်ယနေ့ဒီမှာရောက်ရှိလာတဲ့ဒီပုံပေါ်မှာမိမိရဲ့တက်တာမှာတန်ရှင်းတော်ဝင်တော့မခံစားတဲ့လို့ဆိုရင်ကျွန်တော်တို့တန်ရှင်းတော်ဝင်တော့ကျွန်တော်တို့တန်တာချရအောင်နှလုံးသားနဲ့တွေ့ချင်တော့ဆန္ဒဖြစ်ကြရအောင်ထောမတ်ကသူ့နှလုံးသားနဲ့ဒီခရစ်တော်ပေးရမယ်တန်ရှင်းတော်ဝင်တော့ခံစားဖို့ရသူ့နှလုံးသားဖွင့်လာတာပထမချိန်မှာကျတော့ခရစ်တော်အသက်ရှင်မယ်ဆိုတာသူမယုံလို့အပြင်သွားလို့မတွေ့လိုက်ဒါမဲ့အတင်းတော်ထဲမှာသူဝင်လာတယ်မှာတဆုတဝဲသေးတော့ငီကုံမောင်တို့ကဆူတောင်းကြတယ်တော့တရုတ်တပုတ်စီလိုင်းရှောင်းနေတဲ့အချိန်မှာတိုင်းရှင်ကြောက်ဒီစားကိုဖြစ်လို့တက်တာပြန်တယ်။ဘာလဲ။အားလုံးတို့တကွဆူတောင်းလာတယ်တော့ယူထုတ်တယ်ကုရောအပါရုံဆိုတဲ့နေရာမှာအေးပေါ်ထမှာတဲ့မှာတော့ကတာရှိတော်ဝင်ပြီးတော့တောင်းကြတယ်။ဟာလေလုယာ။ယနေ့မှာခရစ်ယာန်ဖယ်လိုရှစ်ငါတို့သူတို့ဆေးရုံလာတယ်ငါတို့မှာတောင်းရတယ်။ခရစ်တော်နာမကိုထုတ်ရဆိုရုံနေတဲ့နေရာမှာငါတို့ပါရှိတယ်ခရစ်တော်ကျွန်တော်တို့လည်းမရှိဘူးကျွန်တော်တို့လည်းငါတို့လည်းမရှိငါတို့ကတောင်းရမယ်ကျွန်တော်တို့ဆက်လက်မှာလောဘရလောဘစစ်စစ်တောင်းမှာဓမ္မကိုထားရတယ်တော့တာရှိတော့တောင်းကြရယနေ့တည်းချင်းကမိမိကျေချင်းပါရှိတဲ့တော့တောင်းကြရတောင်းတယ်တော့စုမှာပေးတယ်တာရှိတော့ဝင်တော့မခံစားတဲ့သူမိမိတက်တာအင်းဒီပါရှိတဲ့ကျွန်တော်တို့ဗာလဲတူတဲ့အကောင်းတယ်တူထ
ที่มุชีเดียวสุดที่ดีเปลี่ยนต้องแล้วไอ้เจ้าโยมที่ดูนั้นจะสู้ตัวเวทีนั่นจะน้องนี่มาสู้ต้องใจสู้ต้องใจ fervent prayer มันหาอะไรสู้ต้องมันหาอะไรสู้ต้องเลยกูรู้ว่าชีมอนเนี่ย praise and worship เราเลยสู้ต้องเนี่ย praise and worship เราแล้วค่ะมาคิดดูเพียงกับตัวอย่างกติเรามันไม่รู้ตัวกติเปรียดามันแต่เราอัดเวอุปยิสยาพิเรนตั้งชิโตวิโรตุวันนี้เสร็จแล้วทุกตั้งชิโตวิโรแต่เราพอมาเสร็จแล้วเลยค่ะมามีฉันกิโลเล่ไอ้ชาค่ะแต่เราดูที่นั่นเลยฮาเลลูยามีฉันกิโล呀แต่เราพอมาเสร็จแล้วเลยค่ะมาทุกตั้งชิโตวิโรดูที่เช่นขันโตหูดำยาดงดีมีสาธิกูสุดลุจาระพยานอกจากตัวลุจาระยิ่งตั้งชื่อองค์เราไม่ได้แต่มาขันเราเดินโยกีขณะเราว่าเอาไม่เอายิ่งจนเราเนี่ยมาพิสูจน์เราจะของไปโลกอยากเช่นเดียวกันจนเราตรองตัวสุยตั้งชื่อองค์เราจนเราตะเกียบสิเด็กคนsorry each family มีตาสุดท้ายมาลู่ได้อะไรต่างๆตั้งชื่อองค์ขันสับเป็นสุดตรงใจยิ่งเนี่ยดีจริงค่ะพยายามจะเราเลยรู้ใช่กองที่ดีจริงขณะกองเนี่ยสู้คุณตัวเนี่ยดีพยายามจะดีมากจุดตั้งชื่อองค์เราเส้นเตลอะไรค่ะมาเนี่ยมาพยายามเลยอัตราพอมาเส้นเตลอะไรค่ะมาดูงี้เนี่ยบาตาบ้ารู้ใช่ตัวเนี่ยเนี่ยบาตาป้องเนี่ยสวดพิวโดเลยแต่เราเนี่ยบาเลสเราเชื่อ they all speak different languages แต่เรามาดูงี้เนี่ยสกากูพิวเลยตัวเนี่ยเลยสกาตะกุมินิยบาสกาอาลนัยจาเนฮาเลลูยานั่นไม่เล็กนะสิ่งที่เราเห็นตั้งชื่อตัวเราเสร็จแล้วตั้งชื่อตัวเราเนี่ยเราไม่ได้มาว่าเลยแต่ตั้งชื่อตัวเราเนี่ยเราเชื่อแต่เราหน้ามาลูกยังเคยเจอกันนะไม่ใช่หรอแต่เราเนี่ยสิมาลูกยังเคยเจอกันไม่ใช่หรอแต่เราหน้ามาตัวบ้าสิ่งไม่ใช่หรอบ้าไม่ใช่คิดสิ่งนั้นไม่ใช่ฮาเลลูยาเออตัวลูกตั้งชื่อตัวเราแต่เราบ้าเลยအပေါ်မှာစင်းတက်လာတဲ့အခါမှာမတူညီသောဘာသာစကားကိုပြောပေမဲ့တူညီသောစကားတွေပြောတဲ့အခါမှာပါတယ်ပြောမှားနေတာဒီနေ့ဒီမှာပြောရှိတာတော့ဒီပေါ်မှာများလူတယောက်ရဲ့စကားနားထောင်လာတဲ့အခါမှာဒီစကားကတော့ဟဲ့တစ်ချိန်စကားကလည်းတော့ငါချင်းတချို့တွေကဒီကတော့ငါချင်းဘောမှာလည်းဒါချင်းဒါပဲဟိုကျွန်တော်မှာဘာဖြစ်လို့အတန်ဒီကွဲပြားတယ်ဖရားတကယ်ကွဲပြောင်းလို့လေတော့တော်ရလည်းပဲအပိကြောင့်ကျင်းနေတဲ့ခန်းကျစက်တင်မှာတို့အင်ဒိုကိုတို့ဘုံထင်ရှားစေဖို့ရတဲ့ဘိုင်ဘလုံအင်ဒိုတီဆောက်လာတဲ့ခါဖရားစိတ်ဆူတဲ့ကြောင့်တို့အတန်ကွဲပြားစေသူကလည်းအတန်ကွဲပြားတော့ရတော့တာရှင်တော်ဝင်တော့ပြန်ပြင်ပြီးမှတလုံးတော့အပြည့်ဖြစ်စေဟာလေလုယာဒီနေ့ကျွန်တော်တို့ရဲ့လူမျိုးချင်းဘာသာစာမတူပေါ်တဲ့တာရှင်တော်ဝင်တော့ခံစားလာလို့ဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်လဲသူကတော့တာရှင်တော်ဝင်တဲ့ခံစားလို့သူကတော့တာရှင်တော်ဝင်တဲ့တာမရှိသေးဘူးဆိုလို့ရှိရင်တော့ဘယ်တော့မှသူများနဲ့နားလေရတယ်ဟုတ်ကိုရဲ့ပကမရှိတဲ့အသားကြတော့တေးသေးလေးမြင်မယ်သူများပကမရှိတဲ့အသားတို့ကြတော့ကြီးကြီးမြင်ပြန်ဖြစ်တော့ဟာများကမရှိတဲ့အသားတို့ကြီးရတယ်ဒီမှာတေးတယ်ခင်ဗျားနဲ့ထားလိုက်တယ်ဆိုတာနဲ့လာတော့မျက်စိမှာဘာမျက်စိလဲစာကောင်မျက်စိနေတူခါတဲ့လေတော့သူများကောင်းချောင်းကိုပဲမြင်လိုက်ဟိုးလူကသူ့ယောက်ကလာသူများကသူ့အကောင်းချောင်းပြောရင်တော့မှဒီလူကကောင်းတယ်နော်ဟုတ်တယ်ကောင်းတယ်ဒါပဲနဲ့ဒါပြတ်ဆိုကုန်ပြတ်သွားပြီမောတို့ရောရောငါချစ်စရာလဲနော်ချစ်စရာကောင်းတာဒါပဲနဲ့ဆိုခင်ဗျာလူသားတို့တရားတွေအကောင်းတွေဘာမှမရှိနိုင်တော့ဘူးနားလေပြနိုင်တဲ့ရည်ချင်းမရှိတော့ဘူးဘာကြောင့်လဲဇာတိကဘာမှမတတ်နိုင်ပါသူကဲတော့ကျွန်တော်တို့မတတ်နိုင်တဲ့အရာကိုခရစ်တော်ဖခင်ကတီးတဲ့အတွက်ကြောင့်မလို့သစ္စာတဝေတိနေပါငါတင်တော့ကိုကြီးတော့ဗာလေတို့ကိုမဆာတော့လမ်းပြတော့တင်တော့ကိုပေါင်းကြည့်ပြီးတော့တာရှိတော့မှာပဲဟာလေလုယာသူတာရှိတော့တို့အသက်တာမှာခံစားလာတဲ့အခါမှာပထမအဦးဆုံးဘာသာစကားမတူတော့လည်းပဲတို့ဘာသာကိုဘာသာနဲ့နားလည်ကြတယ်တိုင်းရှိတော့ရှိမှာကျွန်တော်တို့မြန်မာပြည်သားတွေအားလုံးနားလည်ကြဖြစ်တယ်ဒီရောက်တဲ့တော့ရှိနေတာဖြစ်တယ်ရှစ်တယ်မှာဖြစ်တယ်
မြန်မာကစဖယ်လိုရှိတော့ခေါ်တာလေဒါနဲ့နှလုံးသားကလည်းဒီနေ့ရဖြစ်တဲ့ဒီနေ့ဒီကောင်လားဟောဒီနေ့ကဒီမှာတယောက်ကတရားဟောတာပါလေဒီနေတိတ်ကားပါလားဒီတဲ့ကားဘုံမှာစုပ်ပါတယ်ဘုံမရှိဘူးစားဒီမှာအဖေစကားပြောလာဒီကကွာရှီလိုက်တာပါဒါလေးဝေဖန်တဲ့ဟာလေးရှိတယ်တချို့ဆိုတာတချို့ဆိုရှင်လာကျွန်တော်လိုက်တာရှင်လာဆိုတာဘာတော့လဲဒါမျိုးစာပြီးပေါ်လာတာအရှိတော့မမြင်ရဘူးဆိုတဲ့ပြောရှင်းမယ်မထင်နဲ့ရှိတယ်အဲ့ဒါတော့ဒါမှမရှိအောင်တန်ရှင်းသောဝင်တော့ကျွန်တော်တို့လူချင်းတာကျွန်တော်တို့လူအပ်တာဖြစ်တယ်ကျွန်တော်တို့ဖျားပါပြောလေသူတန်ရှင်းသောဝင်တော့စင်းသက်လာတဲ့ခါမှာတင်တို့တွေတကူနဲ့ပြည်နေတဲ့ဟာလေလုယာဘာတကူလေထူကဲ့တော့အပစ်ကိုအောင်နိုင်တော့တကူဖြစ်တယ်သူတို့ဒီတန်ရှင်းသောဝင်တော့ကျွန်တော်တို့အပေါ်မှာဘာလဲဆိုလို့စင်းသက်ဖို့ရ relationship with the Holy Spirit brings unity fellowship ဟောတဲ့ relationship ไม่ทายไปที่หัววันนั้นอะไรเส้นเหนื่อยหมดพยายามจะเนี่ยจะน้อยการชิโร่เนี่ยเส้นเหนื่อยหมดโลกมาอะไรตัวมีอะไรอยู่ในนี้เป็นโลกตัวที่ตัวอย่าง fellowship ဆိုတာอะไรเป็นตัวมันเป็นตัวเนี่ย relationship เป็นตัวอย่างทุกอย่าง relationship ကိုဘာလို့ပဲလဲလေဝါကာတာပဲဆက်ပြီး hallelujah ทุกอย่างပြတ်ပြီးသားဖျားနဲ့လူသားပြတ်ပြီးသားကိုလေဝါကာတာဖျားနဲ့ပြတ်ပြီးသားအားနဲ့ဘာလဲအဖဖြစ်စေသူဒီတော့ယုံကြည်လို့အခြေချင်းဒီကိုမှာသူကဲ့သို့အရာကိုယနေ့ခံစားဖို့ရန်ဘုရားရှင်အလိုတော်ဖြစ်တာဖြစ်တယ်။သူတို့တလုံးတော်တစီုံလာပြီးမှဒုတိယချက်တန်ရှင်းသောဝင်ကတော့စင်တက်လာတဲ့အခါမှာဘာဖြစ်လာလဲ They all share what they have သူတို့မှာရှိတဲ့ညတော့အရာကိုငါဟာလို့ခေါ်တော့တယ်တမန်တော်ဝတ်တာအခါကြီးနဲ့နိုင်လေးစိတ်ကတာသူတို့စီးစင်ရှိတဲ့ညသူတို့ငွေရှိတဲ့ညကိုအတူတကွပုံစံကြတယ်ဟာလေလုယာသူတို့ရှိသမျှသောအရာကို sharing လုပ်လာတဲ့အခါမှာမယုံကြည်သူတွေကမြင်လာတဲ့အခါမှာတို့ကဖြစ်တယ်သူတို့ကဖြစ်လို့လည်းလိုက်တာဆိုတော့ Antioch ရောပါလေ Christian အဲ့ဒီကလည်း word Christian ဆိုတဲ့ Christian ဆိုတဲ့စကားလုံးအလေးနဲ့ပေါ်လာတယ်။ဘာကြောင့် Christian ဆိုတဲ့စကားလုံးကယုံကြည်သူတွေကဥပါဒကိုခေါ်တာပေါ့မယုံကြည်သူတွေကခေါ်တဲ့လို့ဖြစ်တယ်။ဘာကြောင့်ဘယ်လိုခေါ်လဲ။သူတို့မှာတိုင်ရှိတော့လို့ခံစားရတဲ့အခါအရင်လုံးကမုန်းပြည့်တယ်လို့ပြောပါသူကြတော့ဘယ်လိုလုပ်ဖြစ်တာ။အရင်လုံးကအများပါတာငါပါတာဆိုရတဲ့သူကြတော့တဘာတဲ့တော့မှာအရင်လုံးကငါဥစ္စာသူ့ဥစ္စာဆိုတဲ့သူတွေကသစ္စာဝေဒီနဲ့ဘယ်လိုရှိတယ်လဲကို share လုပ်ရတဲ့အခါမှာမယုံကြည်သူတွေကဘယ်လိုပြောလဲသူတို့ဖြစ်တူတဲ့သူတွေဆိုတော့ Christianity ဆိုတာစတယ်စတာဖြစ်တယ်။အဲဒါကြောင့်လို့သားရှိတော်ဝင်စင်တက်လာတဲ့အခါမှာဘာဖြစ်လာလဲနာမကျမ်းတော်သူတွေရှားမှချစ်ရတယ်ဟာလေလုယာလူတွေမှာလည်းစင်ရတော်သူတို့ပြတ်တာဖြစ်နေတာလေဘာဖြစ်လဲညမီတော်သူတွေမျက်စိနေတာလေခြေတော့နာတော်သူတွေဘာလဲခြေတော့ပြန်ကောင်းလာတယ်ကဲတင်ချင်းမရတော်သူတွေကဲတင်ချင်းရတယ်ကြောက်တဲ့တော်သူတွေတက်တည်နေပြီသူတို့တော့တာရှိတော်မူတဲ့ချိန်မှာတော့လာတယ်တက်ဆုပ်တော်ဝေးနေတယ်ဟာလေလုယာယနေ့သူကတော့တန်ရှင်းတော်ဝင်တော့ယနေ့ကျွန်တော်တို့မြန်မာ Christian Fellowship တာမကဘူးကျွန်တော်တို့မြန်မာပြည်မှာရှင်တော်ထားတဲ့စာနဲ့ဗါလဲချင်းကိုလည်းတရားမြင်နေကိုဖတ်တယ်ဘယ်တော့ကြောင့်ဖတ်ပါလဲမဲဆီကျွန်တော်နဲ့ကျွန်တော်ကိုကျွန်တော်တို့အားလုံးအတူတူပါဆုတောင်းတယ်ဘုရားကသူကတော့ချင်းမှချင်းကျူးဖြုတ်တယ်မဖြစ်ဘူးယနေ့ဘုရားသခင်ကကျွန်တော်ကျမတို့ကိုဖန်ဆင်းတာစိတ်ရဖို့ရတယ်ပေါ့ကျွန်တော်တို့ကိုပြတာပါဖာစစ်တယ်ရေးဒီကြောက်တယ်ပြောတယ်ဟုတ်ငယ်ရေးဒီကတော့ဘယ်သူ့အတွက်ဖန်ဆင်းလဲစာတန်အတွက်ဖန်ဆင်းတာစာတန်ကိုထောင်ချဖို့စာတန်ကိုပစ်စီပွင့်တယ်တော့တော်ရတယ်ဖျားစကားကိုနားမထောင်ပဲနဲ့စာတန်ကိုလိုက်တော့သူထူနေတာပေါ့တယ်သွားပြင်နေရင်ချင်းကိုမကြမ်းနေတဲ့ကြောင့်ဖြစ်တော့ဘုရားကပါလေလက်သာဖြစ်နေဝါကတာကျွန်တော်လမ်းပြင်စီပေးတာဖြစ်တယ်ထိုလက်ဝါကတာလမ်းပြင်စီပေးတဲ့အရာကိုကျွန်တော်တို့ယုံကြည်နိုင်ဖို့ယုံကြည်နိုင်နဲ့အရေးကြီးစေရတယ်ဘယ်သူလို့လဲတာရှင်းလို့နေတာဖြစ်တယ်ထိုတာရှင်းလို့ကျွန်တော်တို့လို့ရှာတယ်ဒီနေ့တာရှင်းလို့မိမိရဲ့ဆက်တယ်မဲဆွေမှာခံစားရတဲ့ဘုရားရှိတယ်မဲဆွေမှာကြောက်တဲ့အားလုံးရှိတဲ့အရာအားလုံးကိုဘုရားရှိတယ်တဲ့ဒီပုံစံကိုတာရှင်းလို့ရှင်းတဲ့အခါမှာတို့ရဲ့စေရချင်းပါပြောသွားတယ်တို့ရဲ့ပေါင်းတဲ့ချက်ပါပြောသွားတယ်
တတော်ရဆိုရင်ချင်းပါပြောပါမယ်တတော်မှာချင်းတော်တမန်တော်စာကနဲ့ဆံတော့ရအောင်ပြစီသွားတယ်ဟာလေလုယာအဲ့ဒီနေ့ကလည်းတတော်တဆိုးတဝဲတည်းချင်းမွန်ကြတယ်ကုံတော့ကိုချင်းမွန်တယ်တက်တယ်ခါတယ်တက်ကပါတော့ကိုပါတယ်ရှင်နဲ့ကျွန်တော်တို့ပဲတတော်ရဲ့ပါလေမျိုးစစ်တော့ကျွန်တော်ရှင်နဲ့ပြောတာဖြစ်တာဖြစ်ဟာလေလုယာသူကတော့ခမည်းမှာနော်လာနဲ့ခမည်းကိုဖျားသမျှနော်လာနဲ့မျိုးဆက်တဲ့ခမည်းကိုဖျားချင်ပုံပြုရှင်ဖြစ်တယ်ခမည်းဖြစ်ဖျားပုံပြုရှင်သူကတော့ဖြစ်တာပဲဖြစ်ပါဖြစ်ရတယ်ကျွန်တော်တို့ကရှင်ဘုံမှာလက်ခံပြီးတော့အရေးကြီးတာဖြစ်ပါရဲ့မိမိအသက်တာမှာလည်းပြဿနာရှိတာသူတိုက်ရှင်ဘုံနဲ့တက်နိုင်တယ်လူမျိုးပဲရှားခြင်းဆိုတာကျွန်တော်တို့ဥမာဖြစ်ကချင်လည်းဖြစ်လိမ့်မယ်ချင်းလည်းဖြစ်လိမ့်မယ်အရင်လည်းဖြစ်လိမ့်မယ်ဗမာလည်းဖြစ်လိမ့်မယ်ကျွန်တော်တခါပေါ်တော့ကဘလို့အထီကောင်းလဲဆိုမနေ့တည်းကသူဆောင်ဖတ်ဆက်သွားဆွေးနွေးတာသူစားတော့ကျွန်တော်ရဲ့ပါချရဲမှာမဟုတ်ဆက်တော့ကျွန်တော်တို့သွားတယ်လူတွေလာတော့ကျွန်တော်တို့ကြည့်တာလူငယ်တွေကြီးတယ်လူပြောတွေကြီးတယ်ကျွန်တော်တို့ထင်တာဒီလူဖြိုတွေကဖျားမချစ်ဘူးလို့ထင်တာမဟုတ်ဘူးတကယ်ချစ်တဲ့ပုံကြီးရှိတာတော့ကျွန်တော်တို့နားမှာသွားတော့တော့ပြောရတာကဘာလို့မှမလုပ်တချို့လည်းလူစစ်ဘောနော်တချို့လူတွေကစပိန်တချို့တွေကတော့လူတယောက်ကောင်ကလည်းတယောက်ကိုတော့ကဟောပေါ့ဒီဖိုင်တခုနဲ့ပေါ့နော်တို့ကလောတော့အင်ဂျင်တွေပေးမယ်သူ့လူနဲ့အခွေဖို့ပေါ့နော်လောကောင်ကလည်းတယောက်ကိုတော့အင်ဂျင်တခုပေးမယ်အဲ့ဒီပေါ်မှာကြာရင်အဲ့လိုကစပိန်ပေါ်တယ်โอเคပြီးတော့အဲ့ဒီကောင်ကအားတော့တက်လာတော့ကြာမှကောင်မထင်တာတော့ပါလေအဲ့ဒီသူကအော်စထရိုက်ကလာအော်စထရိုက်တော့သူစကားပြောတော့သူ့တာကဘာကြာမှချင်းပါရမလို့ထင်တယ်အားလိုက်နေကြတယ်တော့တော့လည်းမတူညီတဲ့အရာမတူညီတဲ့စကားတော့ပေါင်းလာတဲ့ချင်းပါဆိုတာလေခါဘာလဲဆိုလို့ရှိရင်အရင်ကအထင်သေးတာပေါ့ဟာလေလုယာထောင်းပေါင်းသားဆိုတလုံးတော်တဲ့ဟာတည်းရဖျားကိုချီးမွမ်းလာတဲ့ခါမှာကျွန်တော်တို့ရောက်ကြည့်လိုက်ချင်းဒီမှာတော့ဘုရားဆက်တော့မဲတာအယုံဆိုးတဲ့ဘာမှတော့ပါရောက်ချောတဲ့ဘာမှတော့ရုပ်ဆိုးတဲ့ဘာမှတော့တားတယ်တိုးတော်လည်းတချင်းဆိုတာတော့အတူတူချင်းမလာတော့အထောင်းပြလာဘာကြောင့်လဲဒီမှာတော့ဆက်ကြတာကျွန်တော်တို့သွားတာပြစ်ဆောင်ခေါက်ဆက်တယ်တော့ကျွန်တော်တို့မိဘမောင်မှအတူတူပါကျွန်တော်တို့သွားတယ်ကျွန်တော်လောက်ရှာတော့တချင်းဆိုတော့ကျွန်တော်ကားလာခုံလိုက်တော့ပြောရမှာပါလေမခုံရင်တော့တော့တက်အရက်ရှိလို့တို့ကျွန်တော်လည်းခုံလာအဲ့ဒါကိုဟောအဖွားချင်းကဟာလေးမောင်းလိုက်တော့တယ်ကျွန်တော် you are so clever oh you are really a good man ကျွန်တော်တော့အဲ့ဒါအားရဟောခုံလာတော့ကျွန်တော်ကပြောချင်တယ်ဆိုတော့မတူညီတဲ့အရာကျွန်တော်တို့ချင်းတွေကအပေါ်ဆုံးပုတ်ပုတ်လေးတွေအဲ့တော့ပါချယ်တော့ကန်ကောင်းတယ်သူကတော့ဟိုး16ခုံနံပါတ်16ဆိုတော့ဟိုအစီဆုံးဖြစ်လာတော့ကျွန်တော်တို့ကလည်းဆိုလို့ရှိရင်သူကဲတော့မတူညီတော့အရာစိုးရုံလာပြီမှာတချင်းဆိုလာတဲ့ခါမှာကျွန်တော်တို့ကခွဲခြားခြင်းဆိုတာစဉ်းစားမှချင်းမရှိတော့ဘူးငါမှချင်းဖြစ်တဲ့သူကအတားမှဖြစ်တဲ့စဉ်းစားနိုင်တဲ့ချင်းမရှိတော့ဘူးဘာဝဲစဉ်းစားတော့ဖိအားဖြစ်တဲ့ဘုံတော်ပဲစဉ်းစားဟာလေလုယာသူဒီလိုပဲကျွန်တော်တက်တာမှာခရစ်တော်ဖျားကိုစိတ်နှလုံးအကျိုးနဲ့ချီးမွမ်းလာတဲ့အခါမှာဘယ်သူမှပြီးတော့လေနာကျင်ခြင်းမုန်းခြင်းပြဒနာဆင်းရဲခြင်းဒုက္ခအလုံးပြီးတော့ဘယ်သူလာလဲဘုံတော်ဟာလေလုယာဘာတော့ဟုတ်တယ်ခရစ်တော်ဖျားကိုဟာလေလုယာအဲ့တော့ကျွန်တော်တို့ယနေ့သူကလည်းပြဒနာနဲ့ကျွန်တော်လွတ်နေကိုရတယ်ခရစ်တော်ဖျားကဂတိပေးထားတယ်သက်ဆိုးကိုဒီကိုရုံနဲ့ငါပြီးပါမယ်ထိုင်နဲ့မထိုင်နဲ့ပါပြောတယ် stop တော့တဲ့တော့ဆိုနေမယ်မေ့စေတဲ့မှာခံစားခြင်းပါရခြင်းကျွန်တော်တို့တော့လုပ်တယ်တရားစီတဲ့မှာနာမကြားတဲ့ရှိနေတယ်ကြားမှကြည့်တယ်ကျွန်တော်အားလုံးတက်ထားကြရအောင်ကျွန်တော်အားလုံးတက်ထားမယ်ထားပါဘူးလားတို့ခုနေတဲ့ဝိညာဉ်ကိုစစ်ကြွတာမျိုးဆိုကျွန်တော်တို့ depression worship ကျေးဇူးပြုကုန်နေပါအောင်ကျွန်တော်ဆိုမယ်ရှူလာတဲ့ခါလာရောဘတ်ကောင်းတာလို့ပြောတာကျေးဇူးပြုတော့ပေါ်တက်ပေးပါအဲ့ဒီတချင်းဆိုရင်ဆိုလာတဲ့ခါမှာမိမိတက်တာကိုစက္ကရတဲ့ခဏမှရှင်းနေတဲ့ပြတာဆိုမယ်ဆိုပြီးတော့ဆူတော့တယ်အဲ့ဒီတချင်းဆိုလာတဲ့ခါမှာဟာလို့မမလို့ဆိုတာကလည်းကျန်ကရာလို့ပြောပါတော့
ကျွန်တော်စုတောင်းပေးမှာမိမိရှိတဲ့နေရာတိုင်းဘလို့မှကြည့်တယ်ဘုရားကိုကြည့်တယ်ဒီနေ့အချိန်မှာထားတဲ့ပြဿနာအားလုံးကိုရှင်းရှင်းပြချင်တောင်းတဲ့ကောက်စုပြပြမယ်Say no, Lord,
이제 또나와 구로타는 누구 친구냐 구로디 베리 자라니 또나와 또나와 수 마빈을 이야기야 이제 나가 수로가 지대로 나와 지금 할렐루야 이제 내가 요시가 너무 많아 그도는 강대 부다 끝이 시도를 했을 그도 비하나를 들어보지 당신은 너무 꿈치고 이제 내가 어땠다면 나의 장도 두면 시계 이제 그도 비하나와 잠없고 그러나 이제 내 친형체 어땠다면 시도 두면 알고 예수 비하나를 론여체고 되라 사탄 소만 소도 고소 로송 알고 그도 비하나를 멈춰 당신도 우리는 미약해但是呢，我有压力。这个我非要去把这关系跟他们什么嘛？人对没打算，别个是要跟他们去学这样的关系对吧？然后别个配线那个好不了嘛。人过了心看爸爸那个，技术了嘛看啥的都对是技术这样的那个关系对吧？给点钱了呀，都没呀的都对是技术这样的那个，人。古罗西他爸爸那个超万的这样的东西，手这样的东西对吧？无论多少，这只要是他这个是他丢了。古罗西他爸爸那个没这钱，古罗西他爸爸那个古罗西他爸爸那个高级，古罗西他爸爸那个奥秘，这个都是必须的。现在的老板就在古给罗里呢，阿罗的古罗西高级多让你多就技术容易。Haleluya, sarva gloria. Gloria. Nesse machine de piada. Bina machine. Jama jana de. Nesse mana machine. Nesse ma. Mudana ne machine. Ne. Jama piada su tope. Yonga, yonga piada piada. Bina lo machine. Piada lo esha lo ma lo machine. Non ci va. Jene nesse ma si va a machine. Jeno su tope la piada. 这种往就变得真是都多呀嘞，看到别哈，没得别哈，妈呀，那别这个大龙都多嘛，哎，我别哈，用几多年，也得几万，看到别那个，比较超速无人的呀，看到别这个路路的，现在没事就打的，这种别人是搞的，乌拉沙拉古拉哈鲁。tu suona da loro tu suona da loro che non ha tempo di realtà voi passate un po' cosa voi passate su che ma non tutti non halna che non la lei non halli di del tu va la suona da loro che non passa voi da tu suona da loro di sciocca non la hanno una via tu sanza una cosa auto di sciocca non sa cosa Siapa nama seram, detik nak nak kata seru. Tak sedang tu, tin seram Yesus yang datang berkuasa. Oh glory Tuhan. Glory tu Yesus di mana? Ini dia sekian. Aku mahu macam sesuatu yang nama Allah semua. Ini Yesus siapa lek aku punya aku. Glory sekarang kita orang itu Yesus semua. Tanya sudah nama pilih untuk nama Allah semua. Oh haleluya. 우리로 생존하러 누가 우리로 생존하러 누가 우리로 생존하러 누가 싫어가 우회 생존하러 누가
ပြပါရှိတော်ကျေးဇူးကိုရှင်ပါဒီနေ့ကိုလိုရှိခံထားမှာတော့ကြီးတရုတ်စီကံတက်တာခံစားစေဖြစ်တော်မှာကိုရှင်ပါကိုလိုမဖြစ်ဆက်စေကိုလိုမဖြစ်စေတော့ပါယေရှုခရစ်နာမဆုတောင်းပါဖြစ်ရှင်အာမင်ကျွန်တော်ချမ်ပါဆက်ကျွန်တော်ချင်ပြန်ပေးမှာဖြစ်တယ်အားလုံးခံလို့ရတယ်